အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025အောက်တိုဘာလ10ရက်နေ့ဖြစ်ပါတယ်နော်အစ္စလမ်ဘာသာဝင်မွတ်စလင်ကလေးတွေယောက်ကဦးကျော်ကြီးကိုဒီဘက်ဖိုင်လေးပြလိုက်ပါတဲ့သူဒီဟာတွေမေးပါတယ်တဲ့သူ့ပြန်ဖြေပေးပါဆိုပြီးတော့ line ပေါ်မှာတက်လာတဲ့အတွက်ကိုကျော်ကြီးအနေနဲ့ပြန်ဖြေပေးမယ်နော်သူကဗုဒ္ဓဘာသာမှာလည်းအာဆန်နဲ့အေဝါရှိတယ်ပေါ့နော်သူတို့ဘာသာမှာလည်းအာရန်နဲ့အေဝါပေါ့အမှန်တော့မွတ်စလင်ဘာသာမှာအာရန်နဲ့အေဝါမဟုတ်ပါဘူးဘာအာရန်နဲ့မမဟောင်းပါနော်ကလေးတေချာလည်းပြန်ဖတ်ကြည့်ပါအဲ့တော့တခါထပ်ပြောတယ်ရေပြင်ကြီးကဘယ်ကရောက်လာတယ်လဲပေါ့နော်ဗုဒ္ဓဘာသာတွေမြတ်စွာဘုရားမပွင့်ခင်မှာဘာဘာသာကိုကိုးကွယ်ကြတယ်လဲပေါ့ဒီစကားတွေကတော့သူပြောတာတွေကတော့အများကြီးပဲနောက်ဒီသုံးခုကိုအဓိကထားပြီးဖြည့်ရှင်းပေးလိုက်မယ်နော်ဗုဒ္ဓဘာသာမှာအာရန်လည်းမရှိဘူးအေဝလည်းမရှိဘူးအဓိကကကိုကျော်ကြီးကမင်းတို့ကိုတနာတာမင်းတို့ဘာသာရေးခေါင်းဆောင်တွေကမင်းတို့ခေါင်းတွေကို brain wash လုပ်ထားတာလောကကြီးထဲမှာ line ပေါ်မှာဒီ ID ခစ်ကြီးထဲမှာကွာမင်းတို့စာဖတ်ခြင်းကြိုက်တဲ့စာရှာဖတ်လို့ရတယ်ဘာသာတရားတွေလေ့လာခြင်းနဲ့ကြိုက်တဲ့ဘာသာတရားကိုမင်းတို့ line ပေါ်မှာလေ့လာလို့ရတယ်အဲ့ဒါတွေကိုမလေ့လာပဲနဲ့မင်းတို့ဘာသာရေးခေါင်းဆောင်တွေ brain wash လုပ်ထားတဲ့စကားတွေ line ပေါ်တက်ပြောတဲ့ခါကျတော့အလွန်မတန်မှမင်းတို့သိခါကြတယ်ခက်ပညာတက်လူငယ်တွေဖြစ်ပြီးတော့ပေါ့နော်အလွန်မတန်သိခါကြတယ်ပညာမဲ့ရကြောက်လောက်အားကြီးတယ်ဟာလာဇာဂီနိုင်ကနေစပြီးတော့ဗလိုင်းပကြံပြောလိုက်တဲ့စကားကဟိုတရေကမော်လဝီတယောက်ပြီးတော့တခါချစ်ကိုကောနာကုံကတ္တပအကုံဆိုပြီးပောက်ကရ40တွေပြောသွားတာနော်အဲ့တော့ဒီကမ္ဘာလောကကြီးထဲမှာလောကကြီးဖြစ်ကြောင်းပြက်ကြောင်းကိုမြတ်စွာဘုရားကဘလို့ဟောထားလဲဆိုကတ်လေးကနဲ့ဟောတယ်တန်ဝတ္တထာယိကတန်ဝတ္တကတန်ဝတ္တထာယိကဝိဝတ္တကဝိဝတ္တထာယိကတန်ဝတ္တကဆိုတာတော့လောကကြီးပျက်စီးသွားတာမိတွေလောင်ပြီးပျက်စီးသွားတာလောကကြီးထဲမှာမိတွေလောင်ပြီးပျက်စီးသွားတဲ့အတွက်လူတော်ဝါဆိုတာမရှိတော့မိလောင်မြင်ထဲမှာဖြစ်နေတဲ့ငရဲသားတွေပဲရှိတော့မှာအဲ့ဒီမီးလောင်မြင်မှာဖြစ်နေတဲ့ငရဲသားတွေတချို့ကကုသိုလ်ကောင်းမှုတွေလုပ်တဲ့အတွက်ဒီမီးလောင်မြင်ရဲ့အလွန်အာဘဒရာဆိုတဲ့နေရာမှာနေကြတယ်အဲ့ဒီနေရာကိုရောက်သွားကြတယ်ဟာဒီမီးလောင်မြင်ကကဘာတလုံးပြက်လိုက်လို့ရှိရင်စัจ java လာဂရေတသိန်းတပြိုင်နဲ့ပြက်တယ်ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားတရားဟောလို့ရှိရင်စัจ java လာဂရေတသိန်းကိုအာနာဇတ်တက်ရောက်တယ်မြတ်စွာဘုရားရဲ့အာနာဇတ်ကအဲ့ဒါကြောင့်မလို့စัจ java လာဂရေတသိန်းတပြိုင်နဲ့ပြက်သွားတာဖြစ်ချင်းကြောင့်အဲ့ဒီစัจ java လာဂရေတသိန်းရဲ့အလွန်မှာအာဘဒရာဆိုတဲ့နေရာကောင်းကင်ကြီးနေရာတက်နေရာရှိအဲ့ဒီနေရာကိုများသောအားဖြင့်တတ္တဝါတွေရောက်တယ်မရောက်နိုင်တဲ့တတ္တဝါတွေဒီမီးလောင်မြင်ကြီးနဲ့မှာလောကငရဲကိုကြာနေအဲ့ဒီကနေလောကကြီးတန်ဝတ္တထာယိကတ်ဆိုပြီးလောကကြီးထဲမှာပြာမီးသွေးတော်မကြံတော့တဲ့အမှောင်တိုက်ကြီးတစ်ခုဖြစ်သွားတယ်ဘာမှမရှိတော့ဘူးလောကကြီးထဲမှာအဆိုင်ခဲဆိုလို့အဲ့ဒီအမှောင်တိုက်ကြီးထဲမှာလောကန်တရိငရဲဆိုတဲ့ငရဲခံရမဲ့ကောင်တွေပေါ်လာတယ်အခုနမီးလောင်မြင်ကငရဲတွေပဲမီးငိမ့်သွားတဲ့အခါမှာလောကန်တရိငရဲဆိုတာဖြစ်လာတယ်အမှောင်တိုက်ငရဲတွေအေးခဲနေတဲ့နေရာတွေထောက်တရာနေရာမရှိဘူးကောင်းကင်ဟင်းလင်းမြင်ထဲမှာထောက်တရာနေရာမရှိဘူးအမှောင်တိုက်ကြီးပဲရှိတယ်တကောင်နဲ့တကောင်လည်းမမြင်ရဘူးအဲ့ဒီငရဲသားတွေကအဲ့ဒီလိုနေတဲ့နေရာကိုတန်ဝတ္တထာယိကတ်လို့ခေါ်တယ်အဲ့ဒီအကြီးကလည်းဘလောက်ကြာလဲဆိုရင်မရေမတွက်နိုင်အောင်ကြာတယ်နောက်တော့ဝိဝတ္တကတ်ပေါ့ဝိဝတ္တကတ်ဆိုတဲ့ကဘာလောကကြီးပြန်တည်လာတာကဘာလောကကြီးပြန်တည်လာတဲ့အချိန်မှာမင်းမေးတဲ့ရေပြင်ကြီးကဘယ်ရောက်လာအေးခဲနေတဲ့ဒီအမှောင်တိုက်ကြီးထဲမှာငွေရီဖွဲ့ပြီးတော့အဆိုင်ခဲဖြစ်တယ်ကောင်းကင်မှာတိမ်နီတက်သွားတာတွေ့လားငွေရီဖွဲ့ပြီးတော့တိမ်နီဖြစ်တယ်အဲ့ဒီတိမ်နီအဆိုင်ခဲဖြစ်ပြီးတော့မိုးပြန်ရွာချတယ်ဘာထူးဆန်းလို့လဲရေတန်နေရငငယ်ကတင်ဘူးတယ်မလားအဲ့ဒီအေးခဲနေတဲ့နေရာမှာဒီအဆိုင်ခဲတွေဖြစ်လာပြီးမိုးပြန်ရွာတာဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလေအဲ့တော့ရေပြင်ကြီးဖြစ်သွားတယ်ပေါ့ရေပြင်ကြီးရဲ့အထက်ကောင်းကင်တနေရာမှာဗြဟ္မဘုံဆိုပြီးတော့ကုသိုလ်ကံအားလျော်စွာဖြစ်လာတဲ့ဘုံဗိမာန်ကြီးပေါ်လာတယ်အဲ့ဒါကိုဗြဟ္မဘုံလို့ခေါ်တယ်အဲ့ဒီမှာအာဘဒရာကနေတည်ပြီးတော့ဒီဗြဟ္မဘုံကိုဖြစ်မဲ့ဗြဟ္မာကြီးတယောက်မဟာဗြဟ္မာလို့ခေါ်တယ်သူကအရင်ဆုံးစဖြစ်တယ်လောကကြီးထဲမှာကြည့်လိုက်တော့သူတယောက်တည်းရှိတယ်ဘယ်သူမှမရှိဘူးအမှောင်တိုက်ကြီးပဲရှိတယ်ကြာလာတော့သူပြင်းလာတယ်ငါဘုံကိုလူတွေရောက်ရင်ကောင်းမှာပဲလို့တွေးလိုက်အဲ့ဒီအချိန်မှာပဲသူ့ဘုံကိုအာဘဒရာကနေတည်ပြီးတော့ရောက်လာတဲ့တတ္တဝါတွေဖြစ်တယ်အာဘဒရာကိုလည်းသူမသိဘူးသူမြင်လည်းမမြင်အောင်ဒီလောကကြီးကိုသူမြင်ရတာအာဘဒရာကိုသူမမြင်ရဘူးအဲ့တော့ तू ကပထမဦးဆုံးဖြစ်တာမဟုတ်လို့ तू ကပထမဦးဆုံးပုဂ္ဂိုလ်သူ့ကို तू ထင်တာငါစိတ်ကူးလိုက်တဲ့အချိန်မှာဒီတတ္တဝါတွေပေါ်လာတာဖြစ်ချင်းကြောင့်ဒီတတ္တဝါတွေကငါဖန်ဆင်းထားတာသူကသူ့ကို तू ဖန်ဆင်းရှင်လို့ထင်သွားတာအဲ့တော့ဒီရေပြင်ကြီးပေါ်မှာလည်းလူဖြစ်မဲ့တတ္တဝါတွေရောက်လာတယ်အဲ့ဒီတတ္တဝါတွေအားလုံးမှာယောက်ျားလည်းမရှိဘူးမိန်းမလည်းမရှိဘူးလူလို့လည်းမခေါ်ဘူးဗြဟ္မာလို့လည်းမခေါ်ဘူးအဲ့ဒါဒီအားလုံးကိုတတ္တဝါလို့ပဲခေါ်တယ်တတ္တဝါဆိုတဲ့ပြည့်ညက်တစ်ခုပဲရတယ်အားလုံးကတပုံစံနဲ့ပဲအလင်းရောင်တွေကိုမှအလင်းရောင်တွေရှိတယ်ကောင်းကင်မှာဇန်နဲ့နေတယ်ပီတိပဲအစာရှိတယ်ဘာမှအစာမရှိဘူးကြာလာတဲ့ခါအဲ့ရေပြင်ကြီးကအကျော်လေးတင်းလာပြီးနွားနို့မလိုင်းတက်တယ်လို့ဖြစ်လာအဲ့ဒီမှာနည်းနည်းလျှက်ပေါ်လော်လီတဲ့ကောင်နည်းနည်းလက်ကမညောထားတဲ့ကောင်အဲ့ဒီဟာကိုရှာလေးနဲ့တို့ကြည့်လိုက်တာတို့ကြည့်လိုက်တော့အဲ့ဒီမှာအကျော်ပေါင်း1000စိတ်ပြီးတော့ရတာတဏှာပေါ်လာတယ်အဲ့တော့ကိုကျော်ကြီးခမရကတဏှာကတတ္တဝါတွေကိုတဏှာကဖန်ဆင်းတယ်ဆိုအဲ့ဒီတဏှာပဲမင်းတို့ကအဲ့ရပေါ်မှာနေတာကိုတဏှာလို့ထင်တာဗုဒ္ဓဘာသာရဲ့တဏှာဆိုတဲ့စကားကစင်စက်မပြတ်စလောင်နေတာကိုတဏှာလို့ခေါ်တယ်အဲ့ဒီအရသာတဏှာစင်စက်မပြတ်စလောင်လာတာအဲ့ဒါကိုတဏှာအဲ့ဒါကိုကာမတဏှာလို့ခေါ်တယ်ဘဝတဏှာဆိုတာကတော့ထိုးဘုံဘဝတွေနတ်ဖြစ်ခြင်းနဲ့ဗြဟ္မာကြီးဖြစ်ခြင်းနဲ့ထာဝရအတ္တတွေရခြင်းတယ်ပေါ့နော်ထာဝရဖန်ဆင်းရှင်ကောင်းကင်မှာနေခြင်းတယ်ဆိုတော့အဲ့ဒါဘဝတဏှာအဲ့ဒီဘဝတွေကိုမမောတဲ့တဏှာနတ်သမီးလေးတွေတစ်ဖက်4-500 1000နဲ့နေခြင်းတယ်
ဝိဘဝတဏ္ဍဆိုတော့သိရင်ပြီးပြီကွာမြန်မြန်သိမြန်မြန်အေးတာပဲငါတို့သိပြီးဘာမှမဖြစ်တော့ပြီးပြီဆိုတာအဲ့ဒါဝိဘဝတဏ္ဍအဲ့ဒီတဏ္ဍ၃ပါးကပဲတတ္တဝါတွေကိုဖြစ်စီတာဒီတဏ္ဍ၃ပါးဒီတဏ္ဍ၃ပါးကြောင့်အခုနလက်ကမင်းညောထားတဲ့ကာယကံဝစီကံမနောကံတွေစလောက်တာအဲ့ဒီကံနေနဲ့တဏ္ဍနဲ့ပေါင်းလိုက်တဲ့ခါမှာတလိ္ဆန်တွေဖြစ်ကြတယ်နတ်တွေဖြစ်ကြတယ်မြမာတွေဖြစ်ကြတယ်တတ္တဝါပုံစံတွေပေါ်လာတယ်ဟုတ်ပြီနော်ဒါဆိုရင်တဏ္ဍဆိုတဲ့စကားလည်းမရှင်းသွားပြီကမ္ဘာလောကကြီးဘလို့စလာတာလဲဆိုတာလည်းမရှင်းသွားပြီဒါဆိုရင်အဲ့ဒီအချိန်မှာနောက်ထပ်ဆက်ပြီးတော့ရှင်းပြမယ်အကျယ်အများကြီးကတော့အောက်မှာမင်းတို့လည်းစာဖတ်မှာမဟုတ်ဘူးလေငါ screen shot တွေအားလုံးကိုအကညာတုတ်ရဲ့ screen shot တွေအားလုံးငါမန်းမှာထည့်ပေးထားမယ်မင်းတို့သိကျင်တယ်ဆိုရင်ဆက်ဖတ်ပြောရမှာရှည်လွန်းအားကြီးလို့လူဘလို့ဖြစ်လာလဲဆိုတာအရှိကြီးပဲအဲ့ဒီကနေစားတယ်တောက်တယ်ပေါ့ကွာမြေစီစားတယ်မြေကြီးစားတယ်တလေးဆန်တွေစားတယ်မြေစီကိုအဲ့ဒီမလိုင်တက်လာတဲ့မြေစီကိုစားတဲ့အချိန်မှာပဲကိုရောင်ကိုဝါတွေပျောက်သွားတယ်သူတို့တွေအားလုံးထိတ်လန့်သွားအဲ့ဒီအချိန်မှာနေလာနက်ခတ်တွေပေါ်လာတာဒီတောက်လျှောက်အားလုံးရှိပါတယ်နော်အဲ့တော့အာရန်လည်းမရှိဘူးအေဝလည်းမရှိဘူးအဲ့ဒီတရဝါတွေကအစုလိုက်အပြုံလိုက်ကြီးကိုထင်ရှားဖြစ်လာကြတာအဲ့တော့ပရိသေတွေ၄မျိုးမှာကိုထင်ရှားဖြစ်တဲ့ပရိသေတွေဆိုတာကဘာဦးပရိသေတွေကိုခေါ်တာအဲ့လိုကိုထင်ရှားမွေးလာကြတာပေါ့နော်နောက်တစ်ခါကျတော့ချစ်ကိုတို့ပြောတဲ့ဒီကောနာကုံတို့ကတ္တပကုံတို့ပောက်ကရ40ဒီဖရားတွေကိုအလာကဖန်ဆင်းတယ်ဆိုဖန်ဆင်းလားမဖန်ဆင်းလားမင်းတို့မှာကဘာတစ်လုံးပဲရှိတယ်ဟောဒီကဘာကြီးတစ်လုံးပဲရှိတယ်ကဘာဦးဆိုပြီးတော့ဖန်ဆင်းရှင်ဘယ်မှာနေမှမသိဘူးဗုဒ္ဓဘာသာကအဲ့ဒီလိုစัจ java လာဂရေတသိန်းသောစัจ java လာမဟာစัจ java လာအစုပေါင်းကမရေမတွက်နိုင်အောင်ရှိတယ်အနန္တရှိတယ်အဲ့တော့ငါတို့စัจ java လာတစုရဲ့ဖြစ်ပုံပြက်ပုံလေးကိုနမူနာပြောမယ်ဆိုရင်လွန်ခဲ့သော60တကဘာအထက်မှာဝိပဿနာမြတ်စွာဘုရားပွင့်တယ်ဟာလားဗုဒ္ဓဘာသာတွေဘာကိုးကွယ်လဲဆိုတာမင်းသိအောင်ပြောပြမယ်လုံငယ်သော60ကဘာထက်မှာဝိပဿနာမြတ်စွာဘုရားပြည်ဝိပဿနာမြတ်စွာဘုရားရဲ့တက်တန်းကအသက်8000တန်းမှာရှိတယ်အဲ့ဒီကနေပြီးတော့30ကဘာရောက်တော့မှာဘုရားပွင့်တယ်30ကဘာနဲ့60ကဘာကြားကဘာပေါင်း60လုံးလုံးမှာဘုရားမပွင့်ဘူးဘုရားကိုးကွယ်စရာမရှိဘူးဒါဆိုဒီလူတွေဘာကိုးကွယ်ကြလဲဆိုတော့မင်းတို့ပြောတဲ့အခုနပထမဦးဆုံးပေါ်လာတဲ့ဖန်ဆင်းရှင်မြမာကြီးကိုကိုးကွယ်ကြတာမြမာကိုးကွယ်မှုကအဲ့ဒါပဲစားတယ်ဘယ်ကဘာမှာပဲဖြစ်ဖြစ်မြမာကိုးကွယ်မှုကပဲပထမဦးဆုံးဖန်ဆင်းရှင်ကိုးကွယ်မှုကနေစားတယ်တောတွေကိုးကွယ်တယ်တောင်တွေကိုးကွယ်တယ်ဖန်ဆင်းရှင်ကိုးကွယ်တယ်အဲ့ဒီနေရာပဲစားတယ်နော်ဖျားမပွင့်မချင်းကိုအဲ့ဒီကိုးကွယ်မှုတွေပဲရှိတယ်မြတ်စွာဘုရားပွင့်လာမှလောကကြီးထဲမှာတစ္ဆာ၄ပါးကိုဟောမှသိရတယ်အဲ့တော့30ကဘာမှာတိခိမြတ်စွာဘုရားနဲ့ဝိတ္တဘူမြတ်စွာဘုရားပွင့်နေအသက်က9000တန်းနဲ့6000တန်းဖြစ်တယ်ငါတို့ဗဒ္ဒကဘာရောက်လာတယ်ဆိုတော့အဲ့ဒီကဘာ30ကြားထဲမှာလေဘာဘုရားမှမပွင့်ဘူးအဲ့ဒီကဘာချားနေတဲ့ကဘာထဲမှာလေဘာကိုးကွယ်ကြလဲဆိုတော့အဲ့ဒီဘုရားမပွင့်တဲ့အတွက်အဲ့ဒါဒီအကုန်ကိုးကွယ်တယ်ဒီဗဒ္ဒကဘာမှာအရင်ဆုံးစပြီးတော့ကောက်ကုတ္တမြတ်စွာဘုရားအနှစ်က4000တန်းမှာပွင့်ကောနာကုံကတ္တဖကုံအခုနောက်ဆုံးပွင့်တဲ့ဂေါတမအဲ့တော့4000 3000 2000မြတ်စွာဘုရားလက်ထက်ကျမှအနှစ်က100ဖြစ်သွားတာကောက်ကုတ္တမြတ်စွာဘုရားရဲ့အသက်က4000တန်းမှာရှိတယ်မင်းတို့ဘယ်ကျမ်းစာမှာရှိအသက်100ကျော်ကျော်ပဲရှိတယ်အာရန်နဲ့အေဝါဟုတ်လားအသက်4000တန်းဆိုတာမင်းတို့ဘာသာကျမ်းစာကြိုက်တဲ့ကျမ်းစာမှာလိုက်ကြည့်မရှိဘူးဒီကဘာရဲ့အသက်တန်းဘယ်လောက်ကြာပြီလဲဆိုရင်ကောက်ကုတ္တမြတ်စွာဘုရားရဲ့အသက်က4000တန်းနောက်တစ်ခါကျတော့မင်းတို့ထပ်ပြီးတော့မင်းတို့ဖျားလူတဲ့ကိစ္စတခုပြောမယ်နော်နောက်ပွင့်မဲ့မတ္တယဆိုတဲ့ဘုရားအခုမင်းတို့ကြားဘူးနဲ့အရိမတ္တယပေါ့နော်ဗုဒ္ဓဘာသာကျမ်းစာမှာအရိမတ္တယဆိုတာမရှိဘူးမတ္တယဆိုတဲ့ဘုရားပွင့်လိမ့်မယ်လို့မြတ်စွာဘုရားကပါဠိကဝတ်မှာဟောထားတာရှိတယ်အဲ့ဒီဘုရားကလည်းပွင့်မှာအနှစ်8000တန်းမှာပွင့်မှာနော်ယေရှုလည်းမဟုတ်ဘူးမိုဟာမက်လည်းမဟုတ်ဘူးဘုရားလူမနေနဲ့မင်းတို့ဘုရားတွေမင်းတို့ဘာသာကမိုဟာမက်ပဲဖြစ်ဖြစ်ယေရှုပဲဖြစ်ဖြစ်ဘုရားမဖြစ်နိုင်ဘူးဘုရားဖြစ်လို့တဲ့အစဉ်တန်းလည်းမရှိဘူးတမန်တမုဒ္ဒမြတ်စွာဘုရားတို့မြည်သည်ဘယ်ဘုရားပဲပွင့်ပွင့်ဘယ်ခေတ်ကာလမှာပဲဖြစ်ဖြစ်သစ္စာ၄ပါးတရားပဲဟောတယ်သိလားသစ္စာ၄ပါးတရားပဲစကားကဒီစကားပဲတရားလည်းဒီတရားပဲဘာမှထူးထူးဆန်းဆန်းပြောင်းလဲသွားတာမရှိဘူးမင်းတို့ရဲ့တမန်တော်တွေကတော့မိုးဆက်ကတစ်မျိုးပြောတယ်ဟုတ်ပြီနော်ယေရှုကတစ်မျိုးပြောတယ်မိုဟာမက်ကတစ်မျိုးပြောတယ်တယောက်တစ်မျိုးစီပြောတာတယောက်တစ်မျိုးစီမတည့်ကြဘဲနဲ့အချင်းချင်းတတ်လာခဲ့တဲ့ခရုစိတ်စစ်ပွဲကြီးဟာနှစ်ပေါင်းထောင်နဲ့ချီနေပြီဖန်ဆင်းရှင်တယောက်တည်းကလာပြီးတော့လွတ်လိုက်တဲ့တမန်တော်ချင်းတူတူတော့စကားတယောက်တစ်မျိုးစီပြောတယ်တို့ဗုဒ္ဓဘာသာမှာကတမန်တန်ဗုဒ္ဓတို့မြည်သည်စကားတစ်မျိုးပဲပြောတယ်အဲ့ဒါသစ္စာ၄ပါးပဲဘယ်ဖျားမဲ့ပုံပုံသစ္စာ၄ပါးတစ်မျိုးပဲဟောတယ်ဟုတ်ပြီလားဒါလို့ဆိုရင်တော့ငါညီလေဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ကောင်းကောင်းနားလည်မယ်ထင်တယ်မင်းတို့သိကျင်တဲ့အကြောင်းအရာတွေကိုကိုကျော်ကြီးကအောက်မှာ screenshot တွေနဲ့မင်းတို့ပေးထားလိုက်မင်းတို့ဝင်ဖတ်လို့ရတယ်ဟုတ်ပြီနော်